Hello အားလုံးပဲမင်္ဂလာပါ ACGD မမိုင်ဆရာအုပ် channel ဒီပြောပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကဒီ algebra ရဲ့ expression အကြောင်းတွေပြီးရင်ဒီ polynomial တွက်တဲ့ပုံစံတွေပြီးတော့ဒီဟာတွေကိုဒီ word problem တွေမှာဘယ်လိုတွက်ရမလဲဆိုတဲ့ဟာမျိုးကိုဒီနေ့က Kaplan စာအုပ်မှာတွက်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Macquarie အနေနဲ့ကြည့်မယ်ဆိုရင် Macquarie က chapter 10ပေါ့နော် algebra အကြောင်းနဲ့တရားနဲ့ဆက်စပ်မှုရှိဆိုတော့ကျွန်တော်ဒီ chapter 10 algebra full explain ကိုကြည့်ပြီးသွားရင်ဒီ Kaplan ကိုလာကြည့်လို့ရတယ်ဆိုတဲ့သဘောပေါ့နော် Okay anyway အပုပ်စီတော့မတွက်တော့ဘူးစီတော့မတွက်တော့ပဲねတချို့ပုံစာလေးတွေကိုပဲတစ်ခေါက်ပြန်တွက်မယ်စတင်တော့ဒီဟာကMacquarie ရဲ့ဒီ chapter 4 explain တွက်အောင်ကလေဒီဟာကိုတွက်ဖို့တော့မှားထားလိုက်တယ်လို့ထင်တာပဲပေါ့နော် so anyway ပြန်ပြောလိုက်ပါမယ်အကုန်တော့မဟုတ်ပါဘူးဒီတချို့ပုံစာလေးပေါ့ Okay ဆိုတော့ဒါတွေကအရေးကြီးပါတယ်ဆိုတော့ဒီ word problem တွေဖတ်တဲ့အခါမှာဒီဟာကိုကြည့်ပြီးဒါတွေဖတ်တတ်မှအဆင်ပြေမယ်ပြီးရင်ဒီအခန်းပြီးရင်ဆိုတော့နောက်တစ်ခေါက်ကြာရင်ဒီ equation အကြောင်းအခန်းကိုပြောမယ်ပေါ့နော်ဆိုတော့အဲ့အခန်းကိုသိမယ်ဆိုရင်လည်းဆိုပြောပြမယ်ဆိုရင်လည်းဒီဟာလေးသိထိုင်ပို့ပြီးတော့အဆင်ပြေ Okay ဆိုတော့နံပါတ်4အရင်တွက်ကြည့်မယ်နော်ဆိုတော့ဒီမှာတော့ difference စလာပြီ difference ဆိုတဲ့သဘောကနှုတ်အောင်ဒါ chapter 1မှာရပြောထားပြီးသားအပေါင်းနှုတ်မြောက်စာကိစ္စကိုပြောထားပြီးသားဟုတ်ပြီ difference of လို့ပြောတဲ့အတွက်ဒီနောက်မှာလို့သူ့ဒီ of တဲ့ဆိုင်ဒီ difference နဲ့ဆိုင် gain တစ်ခုရှိရမယ်ဒီမှာတော့တစ်ခုရှိရယ်ဒီမှာတစ်ခုရှိဘယ်လိုခွဲရလဲဆိုရင် n နဲ့ခွဲဟုတ်ပြီဆိုတော့ဒီမှာ difference ဖြစ်နေတဲ့အတွက်ဒီ n ကအနှုတ်ဖြစ်သွားမယ်တကယ်လို့ဒီညမှာ product ဆိုဒီကအမြောက်sum ဆိုဒီကအပေါင်းequation ဆိုဒီကအစားဖြစ်မယ်ဆိုပြီးတော့ဒီအောင်မူတည်ပြီးတော့ဒီ n ကပြောင်းလဲသွားတယ်ဟုတ်စေဆိုတော့ရှေ့က gain ဝင်ကြည့်မယ် minus 3ကိုနံပါတ်တစ်ခုနဲ့မြောက်ခြင်းနဲ့ဆိုပုံမှန်အဖြစ်နံပါတ်ကတော့ဆိုတော့ကြိုက်တာထားလို့ရတယ် x y z အပြင်ကမှကြိုက်တာထားလို့ရတယ်ဒါပေမဲ့ဒီမှာတော့သူကပြောရတယ်ဒီ variable ကို x နဲ့ y ကိုပဲသုံးစေချင်တာ okay အဲ့တော့နံပါတ်တစ်ခုကတော့ x ထားလိုက်မယ်နံပါတ်တစ်ခုနဲ့ minus 3နဲ့မြောက်ခြင်းဆိုတော့ minus 3x ဖြစ်သွားတယ်ဟုတ်ပြီနော်ပြီးရင်ဒီ n နေရာမှာတော့အနှုတ်ဖြစ်မယ်ဘာလို့လဲ difference ကြောင့်ပြီးရင် product of လို့ပြောတယ်ဆိုတော့ခုနကပဲဒီမှာ product of ပါတဲ့အတွက်ဒီနောက်မှာ k နှစ်ခုရှိရမယ်ရှေ့ဒီမှာ2နဲ့တခြားနံပါတ်နဲ့တော့ဒီ n ကဖြစ်တော့ automatic အမြောက်ဖြစ်သွားမယ်2နဲ့အနားသမားဆိုတော့ y ပြောင်းလိုက်မယ်ဆိုတော့ 2y ပေါ့ဒါပဲနံပါတ်4အဖြစ်က -3x - 2y ဟုတ်ပြီနော်ခင်နောက်တစ်ခုကတော့နံပါတ်5ကိုသွားမယ်နံပါတ်5မှာဒီမှာ5 less than ဆိုပြီးပါတယ်ဆိုတော့ than ပါနေရဖြစ်တဲ့တော့အနောက်မှာသွားတော့တကယ်လို့ဒီညမှာ than မပါခဲ့ဘူးဆိုရင်ကျတော့5 minus ဆိုပြီးတွက်မယ်ဒါလေးကMacquarie ကိစ္စမှာသင်ခဲ့ပြီးသားပေါ့နော် okay ထားပါတော့နောက်ကဟောတက်ကြည့် the question of လို့ပြောထားတဲ့အတွက်ခုနကနိုင်မဲ့သူ့နောက်မှာခဏနှစ်ခုရှိရမယ်ဒီမှာ10ရှိမယ်အနမ်းမရှိမယ်ဒီ n ကပဲပြီးတော့မှအစားဖြစ်သွားမယ် question မို့လို့10ကိုဒီနံပါတ်တစ်ခုနဲ့စားတော့ 10 by x ဒီကမှာအဲ့ဒါကို9လို့ဆိုတော့10 by x minus 5ကဲလို့ဒီမှာ10 by ကဲလို့ဆိုရင်ဒါ5 minus 10 by x ဖြစ်မယ်ဆိုတော့ဟုတ်ပြီနော်ဆိုတော့အဲ့လိုမျိုးလေးကိုပြသိရပါမယ်ကဲနောက်တစ်ခုကနံပါတ်ခွန်ကိုတွက်ပြပါမယ်ဆိုတော့နံပါတ်ခွန်မှာကျတော့ဟုတ်ပြီစံပေါင်းခြင်းဆိုတော့ခုနကပဲနှစ်ခုရှိရမယ်ဆိုတော့ဒီမှာတစ်ခုဒီမှာတစ်ခုဒီ n အပေါင်းဖြစ်သွားမယ် okay နံပါတ်တစ်ခုကို16နဲ့မြောက်ခြင်းဆိုတော့ times ကမြောက်တာအောင်ဆိုတော့ 16x ပြီးရင်ပေါင်းမယ်ဆိုတော့ plus the number ပဲဆိုတော့အဲ့ဒါပဲဆိုတော့ x ပဲဒီညမှာ another number ဆိုမှာ y ဖြစ်မှာနော်ပြီး is decrease ဆိုတော့နှုတ်မှာဆိုတော့နှုတ်ပြီး3 times 3နဲ့မြောက်မှာဘယ်လိုမြောက်မှာ another number ဆိုတော့ဒီညမှာတော့ 3y ဖြစ်သွားတယ်အဲ့ဒါဖြစ်ရတာဒီမှာအများကြီးပြောကြရင်ဆရာကဒီအောင်ကျွန်တော်တို့လိုပေါင်းလိုက်လို့မရဘူးလားပေါင်းလိုက်ရင် 17x - 3y ရမယ်ပေါ့ဆိုတော့ဒါပု္ပ္ပစာရဲ့မေးထားတဲ့အပေါ်မူတည်တယ်ပုဒ်စာကရိုးစမ်းဒီ expression ပဲရေးခိုင်းနေဆိုရင်ကျွန်တော်ဒါကိုရေးပြီးလိုက်ရပြီဒါပေမဲ့သူကအရှင်းဆုံးပုံစံကြီးပါတွက်ပေးပါလို့ပြောရင်တော့ဒါမျိုးအရှင်းဆုံးပုံစံကြီးကိုပြောင်းပေးပြီအဲ့တော့ဒါပု္ပ္ပစာမေးထားတဲ့ပုံမူတည်ဒီမှာတော့ expression ပဲပြရတဲ့အတွက်ကတော့ဒါလောက်ထိပဲတွက်ရင်လုံးလောက်ပြီဟုတ်ပြီနော်နောက်ပြီးနောက်တစ်ခုကကျတော့နံပါတ်73ကိုသွားမယ်ဆိုတော့ဒီမှာ17 less by တမ်းမပါဘူးเนาะဒါဆိုရင်တော့တေချာစက္ကွန်ကရှေ့တော့စက္ကွန် minus ဖြစ်သွားပြီပြီးတော့မှ the sum of လို့ပြောရဲနှစ်ခုရှိရမယ်2 times a number ပြီးဒီမှာ n မပါဘူးဒါပေမဲ့ n စတော့ပါသုံးလိုက် plus သုံးလာတယ် plus ဒါလို့ဒီညမှာ difference ဆိုဒီညမှာ minus ဖြစ်သွားမယ်ဆိုတော့ဟုတ်ပြီเนาะ anyway ဒါအပေါင်းပြီးမှ another number ဆိုတော့နံပါတ်တစ်ခုနှစ်နဲ့မြောက်ခြင်းဆို 2x ပြီးရင်အပေါင်း another number ဆို y ဒါလိုပဲကြိုင်တကယ်တမ်းကြိုင်မှားတယ်ဘာလို့လဲဒါကအနှုတ်မလို့
ဆိုအနှုတ်ရှေ့မှာရှိနေတဲ့ဆရာတော်ဂွင်းခတ်ပြရတကယ်လို့မဟုတ်ဘူးဂွင်းမခတ်ချင်ဘူးဆိုရင်လက္ခဏာပြောင်းပြရဘာလို့ဆိုတော့ဒီလိုအနှုတ်နဲ့ဝင်မြောက်ရင်ဒါတွေကအနှုတ်ဖြစ်သွားတာမဟုတ်ဘူးဒါမျိုးရေးရင်ရေးပြီးရင်ဒါမျိုးရေးရဟုတ်ပြီနော်ဒီမှာအပေါင်းဆို queue ဆက်ကြမလို့နော် green white ခတ်ကြမလို့ဒါပေမဲ့အနှုတ်ဆိုရင်တော့တစ်ခု queue ဆက်မယ်အားဒီတစ်ချက်မမေ့နဲ့ okay နောက်တစ်ခုကကျတော့နံပါတ်18ကိုသွားမယ်ခုနကလည်းပဲ the border of လို့ပြောထားတဲ့အတွက်နောက်မှာကဏ္ဍနှစ်ခုရှိရမယ်ဆိုတော့ number and မှာအနှုတ်ဖြစ်သွားမယ်ပြီးရင် difference ဆိုတာဒါနောက်တစ်ခုဟုတ်ပြီနံပါတ်တစ်ခုဆိုတော့ ace မြောက်ချင်းဆိုတော့ green ခတ်လိုက်မယ်ဘာလို့ green ခတ်တာရန်ရိုးတန်းမမြောက်တာလဲဆိုတော့ဒီမှာနောက်ထပ်နှစ်ခုရှိသေးတယ်ဟုတ်လား11 and the square root of 100လို့ပြောထားတယ်ဆိုတော့ဒီမှာ difference ဖြစ်တဲ့အတွက်ဒါအနှုတ်ဖြစ်သွားမယ်ဆိုတော့11 minus 100ကို square root တင်ပါဆိုတော့ root 100 okay ဒီမှာလည်းအပေါ်ကလိုပဲအဆုံးထိတွက်လို့တော့ရသေးရဲ့ဒါပေမဲ့ဒီမှာတော့ expression ပဲထုတ်ပြတာမဟုတ်လို့ဆရာဒီအဆင့်ထိမှာပဲရလိုက်မယ်ရပြီနော်ခဲတော့နောက်တစ်ခုကတော့နံပါတ်19ကိုသွားနံပါတ်19ကဒီမှာဒီ minor league baseball တင်ကတို့ကဒီ local charity ဆိုတော့ဒီlocal မှာရှိရ bright အဖွဲ့တကူဆိုလှူမှာဘယ်လောက်လှူမှာလဲဆိုတော့ဒေါ်လာ1500 the sum of လို့ပြောတယ်ပေါင်းမှာဒေါ်လာ1500အပြင်ဒီကအပေါင်းပြသွားလို့ဆိုတော့ဟိုအရင်ဆုံးကတော့1500အပေါင်းရေးလိုက်အပေါင်း ticket တစ်ခုကို0.5ဒေါ်လာနဲ့ထပ်လို့ပဲ ticket ဘယ်နှခုလဲဆိုတော့သူကဒီပွဲတစ်ပွဲအတွက် ticket က over 2000ဆို2000ထပ်ပို့ပြီးရောင်းရတဲ့ဟာကိုပဲသူကလို့2000မပြည့်ဘူးဆိုရင်သူမလို့သေးဘူး2000ကထပ်ပို့သွားတဲ့ဟာကိုလို့ပဲဆိုတော့ဟုတ်ပြီတကယ်လို့တဲ့ ace ကအခုရောင်းရတဲ့ ticket အရေအတွက်ဖြစ်မယ်ဆိုရင်ပြီးတော့ဒီဘောလုံးဒီ baseball အသင်းကလည်း ticket 2000နဲ့ပို့ရောင်းရမယ်ဆိုရင်ဆိုပြောအတွက်ဒီ ace ကတေချာဘော2000တက်ပို့ပြီးကြီးရဲဆိုတဲ့ပေါ့ဆိုတော့ငါတို့ကဒီ2000အထိကသူတို့ယူမှာမလား2000အထက်ကိုပဲလှူမှာဖြစ်တဲ့တိုင်ငါတို့က ace ထဲကနေ2000လောက်လိုက်မယ်ကျန်တဲ့ ticket ကလှူမယ်ဟာအဲ့တော့မှ ticket တစ်ခုဘယ်လောက်နဲ့လှူမှာလဲ0.5ဒေါ်လာနဲ့ဆိုတော့ဒါကြီးတစ်ခုလုံးကို0.5နဲ့မျှမှာဆိုတဲ့ပေါ့ပြီးရင်1500နဲ့ပေါင်းလိုက်ရင် total လှူမဲ့ donation အတွက်ရပြီအဲ့တော့ဖြေရ C ပေါ့ဒါပဲဟုတ်ပြီနော်ဆိုတော့ဒါမျိုးလေးဆိုတော့တေချာလေးဖတ်တတ်ဖို့လိုအပ်ပါတယ် okay တော့ဒီမှာဒါလေးကရပြီတင်ပါတယ်နော် okay အဲ့ဒါပြီးစာမျက်နှာ302ကိုသွားပါမယ်ဟောဒီမှာတစ်ခုရှိတာကလေဘာပြောမလို့ပါလဲဗာလဲဒီစာမျက်နှာတွေကဆရာပေးရဲ့ခပ်ပလန်စာအုပ်မှာပဲเนาะဆိုတော့အပြင်ခပ်ပလန်နဲ့မတူဘူးလားဆိုတော့တူတူပဲဒါပေမဲ့အပြင်ခပ်ပလန်စာအုပ်ဆိုတော့ဒီ chapter တွေအများကြီးကိုဆိုတော့ကျွန်တော်ဖြစ်တယ်ဘာသာရပ်၄ဘာသာလုံးပေါင်းတာဒီဆိုတော့သူ့မှာစာမျက်နှာတွေအများကြီးပဲထောင်ကျော်မှထင်တယ်เนาะဆိုတော့ဆရာကအဲ့လိုမဖြစ်အောင်ဆိုပြီးတော့ဒီသင်္ချာတစ်ခုပဲတီးသန့်ထုတ်ပြီးတော့ဖြင်းတဲ့ဟော်ကိုအကုန်ဆက်ထားတာဆိုတော့ဆရာရဲ့ Telegram channel ကဒီစာအုပ်မှာသွားကြည့်လို့ရတယ်ပေါ့နော်အိတ်ကစာမျက်နှာနေမှာမှန်မှာနော်သွားပြီးတကယ်ခပ်ပလန်မှာသွားပြီး300နှစ်တပိုင်းကောက်ချလိုက်ရမှာပေါ့ဘူးနော်အဲ့တော့ရှာမတွေ့မှာဆိုလို့ okay ဆရာ channel မှာရှိတဲ့သင်္ချာစာအုပ်တွေအကုန်လုံးကအဲ့လိုပဲအဖြေနဲ့မိကုန်းနဲ့ဆက်ထားပေးပြီးသားနော်တကယ်ခပ်ပလန်စာအုပ်လိုမျိုးကွဲပြားမှဖြစ်နေပဲစုစည်းဖြစ်အောင်လုပ်ထားပေးဟုတ်ပြီလား okay anyway တော့28သွားကြမယ်ဆိုတော့28ကကျတော့ဘာပြောရလဲဆိုရင် and 5ဆိုတော့ဒီအောက်မှာရှိရဲ့ဘယ် a တန်ဖို့ကဒီဟောင်း and 5ဖြစ်စေမှာလဲဆို and 5ဆိုတဲ့သဘောကပိုင်းနေ0လို့ပြောတာဆိုတော့ပိုင်းချိန်မှာရှိရ a အမြောက်ပြီး modulo a အပေါင်း a square က0ဖြစ်ရမယ်ဆိုတဲ့သဘောဟိုဒါ0ဖြစ်ဖို့ဘယ်တန်ဖို့ဖြစ်ရမလဲဆိုရင်မေးရနံပါတ် a က4ဆိုတော့ဒီမှာတော့4တွေလိုက်အစားသွင်းလိုက်ရင်ဒါ0မဖြစ်ဘူးဒါပေမဲ့နံပါတ် b less than or equal 0ဆိုတာ0ဒါမှမဟုတ်0တက်ငယ်ဟာတော့ -1 -2 -3 ကြိုက်တာထက်ကြိုက်တာအစားသွင်းကြည့်လိုက်ဖြစ်လုံးဝ0ရနေတယ်ဒါဆရာအစားသွင်းပြမနေတော့ဘူးเนาะဒါကတော့အစားသွင်းတော့တင်တာပဲဟုတ်တယ်မလားငါက -2 အစားသွင်းပြလိုက်မယ်ကဲဒီမှာကတော့ -2 ထည့်လိုက်မယ်အမြတ်ဒီမှာ -2 ပြီးအပေါင်းဒီမှာ-2 the whole square ဟဲ့လားဒါဆိုရင်ဒီ -2 ကတော့ modulo နဲ့ထုံရင် +2 ဖြစ်သွားပြီ +2 နဲ့ -2 နဲ့မြတ်တော့ -2 sorry -4 sorry နောက်တစ်ခု -2 the whole square ကပါလဲ +4 အဲ့ဒီမှာ +4 ခြေတော့0ဟုတ်ပြီနော်ဘာပဲထည့်တဲ့အမြဲ0ပဲရမယ်ဆိုတော့ပေါ်တော့ b ကိုရွေးလိုက်ရမယ်ဆိုတော့ဒီမှာ b က b ရော d ရောဖြစ်တူတူပဲဆိုတော့ဒီရွေးလဲဘာမှတော့မဖြစ်ဘူးနော်ဟုတ်ပြီလားကဲဒါဆိုရင်တော့ဒီ exercise ထဲကတချို့ပုံစံလေးလိုက်တွက်ကြပါမယ်ဆိုတော့နံပါတ်2ကိုအရင်တွက်ပါမယ်ဆိုတော့ anyway ဒါတော့ရှေ့မှာ YouTube channel ဆရာရဲ့ video ကိုကြည့်ထားပြီးသားဖြစ်တော့တည်ထားပြီးသားဖြစ်မှာပါပုံစံအတွက်အရင်ဆုံး pause လုပ်ပြီးမှတွက်နော်ဒီအောင်အရင်ဆုံး pause လုပ်ပြီးတော့မှတွက်ခဏရက်ပြီးမှတွက်ပြီးတော့မှအဖြေတိုင်နော်အဲ့ဒါပို့ပြီးတော့အဆင်ပြေ
okay ဆိုတော့ဒီမှာ Chris ကသူက D ဒေါ်လာရှိဆိုတော့ K က D ပေါ့နော်ပြီးရင် Hadi က H က K လို့ရေးလိုက်မယ် K က D နောက်တစ်ခု H ကဒီ K 3စတက်85ပုံနေဆိုတော့ K ကို3နဲ့မြောက်တော့ 3D အဲ့မှာ85ဆို 3D minus 75မေးရတာ H ကိုမေးရဆိုတော့ဒီတော့ပြီ C ဒါပဲ okay ဘယ်ပါလဲနော်ကဲနောက်တစ်ခုကတော့နံပါတ်4အတွက်ပဲနံပါတ်4ကကြတော့သူကဒီမှာ region တစ်ခုမှာလုံးဝတပုံစံနဲ့တူတဲ့ကျောင်း 4x ရှိရယ်ပြီးရင်ကျောင်းတစ်ခုချင်းစီမှာ classroom က 3y ရှိရယ်ပြီးရင်classroom တစ်ခုချင်းစီမှာ desk က 7x ရှိရယ်ဆိုရင်အဲ့ region မှာ desk ဘယ်နှခုရှိလဲဆိုပြီးမေးရတော့ဒါလေးရရှင်းပါတော့3ရက်တော့ညတွက်မယ်ဆိုရင်ဟုတ်ပြီထားပါတော့ school ကဒီလောက်ရှိရတဲ့အတွက်ကတော့ school ဆို1 school မှာ 3y classroom 4 school မှာဘယ်လောက်လဲ classroom တို့တဲ့ရှေ့တော့ရပြီးတော့မှ1 classroom မှာ7 8ခုလာရ classroom မှာဘယ်လောက်လဲရပြီဆိုတော့အဓိကကဘာလဲဆိုတော့ဒီ4 8ရဲ့ 3y ရဲ့7 8ရဲ့အကုန်လုံးကိုတဲမြောက်ချလိုက်ရင်အဖြေထွက်ပြီဒါပဲ anyway ဒါအကုန်လုံးကရှေးဟိုးရှေ့မှာသင်ခဲ့3ရက်တွက်နေကိုပဲအခြေခံပြီးတွက်သွားလို့ရရင်เนาะခေါင်းရှုပ်စရာမလိုတဲ့အကြောင်းပြပြတာကဲနောက်တစ်ခုနံပါတ်6ဟုတ်ပြီထုံးဒီမှာ 9x ရှိတယ်သူမှာ 9x ပြီး Adam ကထုံးသက်73ခုပေါ်ဆိုတော့သူက 9x plus 13ရှိမယ်ပြီး Dave က 2y together လို့ရှင်းပါရတော့ 9x ရယ် 9x plus 13ရယ် 2y အကုန်တည့်ပေါင်းလိုက်ဖြစ်ရတယ်အဲ့တော့အပေါ်မှာပြောရတဲ့ဒီ word problem တွေစီအပေါ်မှာပြောခဲ့တဲ့ algebra expression တွေနဲ့သဘောတရားတူပဲเนาะအဲ့လိုမျိုးtranslate လုပ်ပြီးတော့ပြရမှာကဲနောက်တစ်ခုကကြတော့ box လေးကြည့်ပြောမယ်ဆိုတော့နံပါတ် connection တွေကဒီ box ကိုကြည့်ပြီးဒီ box ကဘယ်လိုပုံစံလဲဆိုတော့ multiplication box လို့ပြောတာသူကဥပမာဒီမှာပဲတစ်ခါပြပြလိုက်တော့မယ်เนาะအဲ့တော့ဒီ vertical နဲ့ horizontal နဲ့မြောက်ရင်ဒီအလဲကကိန်းရဆိုတော့ဆိုရင်လား5နဲ့1နဲ့မြောက်ရင်5ရ5နဲ့6နဲ့မြောက်ရင်20ရမယ်5နဲ့3ရောက်ရင် b ရမယ်အဲ့ပုံစံမျိုးတော့ပြီးထားတယ်ရှာရင်နာ AB ကိုရှာရင်နာကျွန်တော်တို့ရှာရရမြဟာအကုန်ရှာမယ်ဆိုတော့ခုနကပြော5နဲ့6နဲ့မြောက်ရင်20ကျွန်တော်တို့ 5c equal to 20ဆိုတော့ဒီကနေတော့ c ကိုရှာလိုက်ရင်9လေး20ဆိုတော့4ရနောက်တစ်ခု9နဲ့3နဲ့မြောက်ပါရမယ် b ဆိုတော့9 3 15ဆိုတော့ b က15ခဲနောက်တစ်ခု a ကိုကြည့် a ကိုလို့ချင်းဗာနဲ့ဗာနဲ့မြောက်မယ် c နဲ့ y နဲ့မြောက်ဆို a equal to က cy ဒါပေမဲ့ခုနသိခဲ့ c ရဘယ်လောက်လဲ4ဆိုတော့ a equal to 4y ဖြစ်သွားမယ်ရှာဟိုင်းနာ ab ဆိုတော့ 4y နဲ့15နဲ့မြောက်တော့ဗာရမှာလဲ60ပါဒါပဲလေးပဲเนาะအရင် trade တူကို cap နံပါတ်8ကပါလေ a minus d ကိုရှာရင်ဆို a ကတော့သိထားပြီကြာ4ပါကဲ d ကိုလို့ချင်းဗာနဲ့ဗာနဲ့မြောက်ပါလေ3နဲ့ y နဲ့မြောက်ပါဆိုတော့ d က3ပါအဲကြမှာ a minus d ဆိုတော့ 4y နဲ့ 3y တော့ y ရမယ်ဒါပဲ okay နောက်တစ်ခုကကျတော့နံပါတ်10နံပါတ်10ကကျတော့ဟုတ်ပြီဒီပိုင်ရောင်းရငွေ fundraiser အနေနဲ့ရောင်းရငွေကဘယ်လောက်ရလဲဆိုတော့မြက်ကဒေါ်လာ900ရတယ်ဟုတ်ပြီအဲ့ဒေါ်လာ900ကဘယ်ဟာကိုရောင်းခဲ့လဲဆိုတော့ပိုင်အရေအတွက်68ကိုရောင်းခဲ့လို့ဆိုလို့ရှိရင်တော့ပိုင်အရေအတွက်68ရောင်းမယ်ဆိုရင်ဒေါ်လာ900ရရဲဆိုတဲ့သဘောကိုတက်ရောက်တယ်မိကွန်ကပိုင်တစ်ပိုင်ချင်းစီရဲ့စီကိုမြင်ရဆိုတော့1ပိုင်ကိုဘယ်လောက်လဲဆိုရင်တော့3ရက်တွက်နေနဲ့တွက်ပြလိုက်ရဖြစ်ဒီရတယ်ဒါလေးပဲဟုတ်ပြီနော်ဆိုတော့အရန်ကြီးထွေထူးရောမရှိဘူးနော်ကဲဒါဆိုရင်တော့ဆက်သွားပါမယ်ဆိုတော့နံပါတ်12နံပါတ်12မှာကျတော့ဟုတ်ပြီသူကသူ့ရဲ့ဒီဧည့်သည်အတွက်ဒီ dinner party အတွက်ပေါ့နော်ဧည့်သည်အတွက်chicken 8 ounce ကိုဝယ်ထားတယ် okay ပြီးရင်လာမယ့်လူအရေအတွက်က 8y ရေအတွက်လာမယ်ပြီးရင် chicken ကကျတော့ပေါင်ကိုဆက်ဒေါ်လာရှိတယ်ဒီမှာပေါင်နဲ့ပေးထားပြီးတော့ဒီမှာအောင်စားနဲ့ပေးထားဆိုတော့ unit တွေကမတူဘူးเนาะဒီမှာတတိထားဖို့လိုတယ်မေးခွန်းက total amount ကိုဘာနဲ့မေးရလဲဒေါ်လာနဲ့မေးဆိုတော့အရင်ဆုံးဟုတ်ပြီတယောက်ကို8အောင်စားလို့ ਨੇ 8y ဆိုတော့အရင်ဆုံး8y ရမယ်ဒါမဲ့ဒါကဘာကြီးလဲဆိုတော့ဟိုပါပေါ့အောင်စားကြီးနော်မေးခွန်းကပေါင်နဲ့ဒီမှာဒေါ်လာပေးတာဆိုတော့ဒီမှာဘာနဲ့ဒေါ်လာပေါင်နဲ့တွက်ထားတယ်တပေါင်တော့ဒေါ်လာဆိုတော့ငါတို့ဒီအောင်စားကိုပေါင်ပြောင်းအောင်ဆိုတော့ငါတို့ဘာနဲ့စာမလဲ16နဲ့စာမှာပေါ့ဟုတ်ပြီလားဟုတ်လဲဆိုတော့တပေါင်မှာ16အောင်စားရှိတာဟုတ်ဒါမှငါတို့ပေါင်ရမှာဟုတ်ပြီနော်
အဲ့ဒါဆိုတော့16အောင်စာကိုတစ်ပေါင်မှတ်လားဆိုတော့ကျွန်တော်တို့ဒီအောင်စာမှာဆိုရင်ဘယ်လောက်ပေါင်လဲဆိုရှာလိုက်အဖြေကထည့်ရမယ်ဒါပေါင်ပြီးတော့မှတစ်ပေါင်ကိုဒီလောက်ဒေါ်လာဒီလောက်ပေါင်ဆိုတော့ဒါကတော့ဘာလဲညောင်းပါလဲစနေညောင်းလာဒါပဲဆိုတော့အဲ့ကနေတွက်လိုက်အဖြေက C ရတယ်ခုနပြောခဲ့သလိုပဲเนาะငါတို့ကဒီ unit change နိုင်တဲ့ပတ်သက်ပြီးတိတ်အဆင်မပြေရင်ခုနဆရာပြောတဲ့3ချက်တွက်နည်းကိုပဲတော်တော်လို့ရတယ်เนาะဆိုတော့ဒီဟာကိုရှုပ်မှာဆိုတော့တစ်ခေါက်ထပ်ပြောမယ်เนาะဒီမှာတယောက်ကို8အောင်စမလို့ 8y ရောက်ဆိုတော့ 8y နဲ့ x နဲ့ညတော့ 8xy ရတယ်ပြီးတော့မှတော့16အောင်စကိုတစ်ပေါင်ဒီလောက်အောင်စကိုဘယ်လိုလဲတွက်လို့တော့ဒီဖြေရတယ်ပြီးတော့မှတစ်ပေါင်ဒီလောက်ဒေါ်လာအဲ့တော့ဒီလောက်ပေါင်ဆိုဘယ်လိုလဲဆိုရင် sex နဲ့ဒါကိုမျှရဲဆိုတော့ပြီးရင်တွက်လိုက်ရင် C ရเนาะရှုပ်ပါဆိုတော့ Okay အဲ့တော့ဆက်သွားမယ်ဆိုတော့နောက်တစ်ခုကနံပါတ်16နံပါတ်16မှာကျတော့ဒီမှာmember ဒီ team တစ်ခုရဲ့ member တယောက်ချင်းစီတိုင်းကိုတော့ $5 ပေးမယ်ဆိုရင် team alpha မှာ 6k member ရှိတဲ့အတွက်တယောက်ကို 5p နဲ့ 6k ဆိုတော့ 6k ကိုငါတို့ 5p နဲ့မျှအဲ့လိုပဲ beta မှာရှိတဲ့ 4p ကိုလည်း 5p နဲ့မျှမယ် delta မှာရှိတဲ့ 9h ကိုလည်း 5p နဲ့မျှမယ်ပြီးတော့မှတော့ total amount ဆိုတော့ခုနဟာဒီအကုန်လုံးမျှပြီးတဲ့ပေါင်းချလိုက်ရင်ပြရပြီ okay ဒါကိုလည်းဒါနဲ့မြောက်ဒါကိုလည်းဒါနဲ့မြောက်ဒါကိုလည်းဒါနဲ့မြောက်ဒီပေါင်းလိုက် okay နောက်တစ်ခုကကျွန်တော်နံပါတ်18ဒါအများကြီးသိမရကြဘူးเนาะ okay တော့နံပါတ်သူကောက်လေးပြလိုက်မယ်သူကတော့ s လို့ထားလိုက်ပြီ okay s မှာဘာရှိရလဲဆိုရင်ရေးလိုက်မယ်เนาะ s မှာကတော့ 5c cd ရှိတယ်နောက်တစ်ခုသူကို a ထားလိုက်ပြီဟုတ် a ကကြတော့သူက dvd ဘယ်လို dvd ဆိုတော့ s မှာ 5c cd ရှိတိုင်းမှာ a မှာ dvd တစ်ခုရှိရဆိုတော့ okay နောက်တစ်ခုသူ့အောင် J ထားတယ် J မှာကျတော့ဘာရှိလဲဆိုတော့ 4D တို့ကျတော့ဗာလဲ DVD ဖြစ်သွားတယ်ရှိရယ်ပြီးရင် Jet ဒီ J က A တက်ဘယ်လောက်ပေါ်လဲ15ပေါ်ရဲလို့ပြောတယ် push ဆိုတာ J ကိုရင်း J က A တက်15ပေါ်ဆို A က J တက်15ပေါ်နေမယ်ဆိုရင်ဟုတ်ပြီနော်ဒါကြောင့် A ရဲ့တန်ဖိုးက 4D minus 15ဘာဖြစ်သွားမှာဆို DVD ဖြစ်သွားမယ်ဟုတ်ပြီအဲ့ကြမှာငါတို့ကခုနပြောတယ် DVD ဆို A မှာတော့1 DVD ရှိရင်ဒါ A မှာရှိဟာနော်ရှင်ကတော့ S မှာဘယ်လောက်လဲဆို 5C CD ရှိဒါဆိုရင်သူမရပါလေ CD ဘယ်လောက်ရှိမလဲဟုတ်ပြီနော်ဆိုတော့ခုနကဆရာဒီမှာမှားပြီးအောင်ပြောခဲ့တယ်ဒီမှာ 5cc ရှိရဲဆိုတော့ဒီ A မှာ1 DVD ရှိမှာပေါ့နော်ဆိုခု A မှာဘယ်လောက် DVD ရှိရလဲဆိုတော့ 4D minus 15ဟော DVD ရှိရဲဆိုရင်ဟော S မှာဘယ်လောက်လဲဆိုရင်2009 3ရက်တော်ကြီးနဲ့တွက်ပေးလိုက်မယ်ဒါကြောင့်တော့ 5C နဲ့ 4D minus 15နဲ့မြှောက်ချလိုက်အောင်ပဲပေါ့နော်ဆိုတော့မြှောက်ချလိုက်ရင်အဖြေ A ရပြီဒါပဲဆိုတော့ဒီပုတ်လဲရောမှာဆိုတော့နောက်တစ်ခေါက်ထပ်ပြောပေးမယ်နော် S မှာက A မှာ1 DVD ရှိတိုင်းမှာ S မှာ 5cc ရှိမယ် Jack က 40 DVD J က40 DVD ရှိပြီးတော့ A တက်15ပို့တယ်ဒါကြောင့် A က J တက်15ပို့နေတဲ့အတွက်40 minus 15ဖြစ်သွားမယ်ပြီးတော့မှခုနပြောရင် A မှာ1 DVD ရှိရင် S မှာ 5cc ဆိုတော့ A မှာ40 minus 15 DVD ရှိရင် S မှာဘယ်လောက်လဲဆိုပြီး3ချက်တွက်နေတော့ပြီးလိုက်ရင်ဒါရပြီ okay လောဆိုတော့ရလာပြီတင်ပါတယ်နော် okay နောက်တစ်ခုနံပါတ်20ကိုသွားပါမယ်နံပါတ်20ကကြတော့ဒီမှာတို့ yearly budget အနေနဲ့ 80T ရဖို့ပြောတယ်နော်ဟုတ်ပြီအဲ့ထဲက 64T ကိုကျတော့ဒီ silent option ဖြစ်တဲ့ဒီ sorry တစ်ခုကရတယ်ပေါ့နော်ဆိုတော့အဲ့ကနေ 64T ရပြီးတော့တခြား ticket ရောင်းရတဲ့ဟာကနေပြီးတော့ 4A ထည့်ရတယ်ဆိုရင်ဒီ 80T လို့ဘယ်လောက်လိုမလဲမေးရဆိုတော့ဘယ်လောက်ကြံမလဲသိရှင်ကတော့ total ဖြစ်တဲ့ 80T ထည့်ရတယ်ပြီးတော့ရထားပြီးသားဖြစ်တဲ့ 64D နဲ့နှုတ်မှာဆိုတော့4A ကိုနှုတ်ချပေးလိုက်ရတာ okay ဒါဆိုရင်ဖြေရတော့ဒါရနောက်တစ်လောက်လိုသေးရဆိုတော့ပေါ့ပြီးတော့ဘာရှိအောင်လဲ26 26ကျော်ဒီမှာတို့မှာမန်နေဂျာရဲ့အပါဝင်ကိုအလုပ်သမားရေအတွက်က 4x ရှိတယ်ဟုတ်ပြီ if တဲ့တကယ်လို့ salary ပေးမယ်ပေးတဲ့အခါမှာမန်နေဂျာ3ယောက်စာမပါဘူးဆိုရင်တဲ့သူ့ရဲ့ average salary ကတစ်ယောက်စီကို$1ရှိဆိုရင်မန်နေဂျာမပါတဲ့ဟာရဲ့ total အလားကောင်မေးရဆိုတော့မန်နေဂျာမပါရဘူးဆိုတော့ total က 4x ရကောဟုတ်လားမန်နေဂျာမပါရဘူးဆိုတော့နှုတ်တော့မန်နေဂျာ3ယောက်လုံးလည်း 4x မှလည်းတွေ့ဖြစ်သွားတယ်ပြီးတော့မှ average salary နဲ့တစ်ယောက်ကိုဘယ်လောက်ဒေါ်လာရတာ
5x minus 6ဒေါ်လာရဆိုတော့အခုဒီမှာ 4x minus 3ရောက်ပါဆိုရင်ဘယ်လောက်ဒေါ်လာလဲဆိုပြီးတော့3ရက်တွက်နေနဲ့တွက်ပေးလိုက်ရင်အဖြေထွက်ပါပြီဒါပါပဲနော်อืมနောက်တစ်ခုလဲသဘောတရားတော့တူပဲငါတို့ဒီ one country မှာဒီလောက်လူအရေအတွက်ရှိပြီးတော့သူ့ရဲ့ neighboring country မှာကျွန်တော်ဒီလောက်အရေအတွက်ရှိတယ်ပြီးရင်သူတို့နှစ်ခုစလုံးပေါ့နော်ဒီနိုင်ငံလုံးကကြတော့ average အနေနဲ့တစ်နှစ်မှာငါတို့တစ်ယောက်စီကို x-17 ပေါင်လောက်စားတယ်ဆိုရင်နှစ်နိုင်ငံပေါင်းဘယ်လောက်လဲဆိုတော့8မိုင်နှစ်နိုင်ငံကိုအရင်ပေါင်းပြီးတော့မှတော့တစ်ယောက်ကို x-17 ဆိုရင်ဒီမှာနှစ်ခုပေါင်းဖြစ်တဲ့ 3h plus 4k ရောက်မှာဆိုရင်ဘယ်လောက်လဲဆိုရင်ငကိုတိုင်းပဲ3ရက်တော်ရင်တွက်လိုက်ရင်မြောက်ချလိုက်အောင်လေနော်အဖြေကဒီရပဲဒီဟာလေးညှော့တဲ့ကိစ္စတော့ဆရာမပြောပြရဘူးเนาะဒါကတော့ algebra ဒီအကြောင်း full explain မှာဘယ်လိုမျှောက်မလဲဘယ်လိုပေါင်းမလဲဘယ်လိုနှော့မလဲဘယ်လိုမျှောက်မလဲဘယ်လိုစားမလဲသင်ထားပြီးသားမလို့ဆိုတော့ဒီမှာ word problem တွေကိုဘယ်လိုဖတ်လဲအဓိကသွားတာမို့လို့เนาะဆိုတော့30 32ကတော့အပေါ်မှာဆရာရှင်းထားပြီးသား box ပုံစံမျိုးနဲ့သွားမှာဆိုတော့ဒီချိန်မှာတော့ရလာပြီးတော့ထင်တယ်အဲ့တော့ဒီမှာဆိုရင် a square နဲ့ c နဲ့ညွှန် 8b ရမယ်ဟလားနောက်တစ်ခု ab နဲ့ 4 နဲ့ညွှန်ဘာရမှာလဲ40ရမယ်စသဖြင့်သူအဲ့လိုလေးပေးထားတယ်ပြီးဒီမှာ a နဲ့ 5 နဲ့ညွှန်တော့ဒီမှာ 5a ကဲဆိုဘာရမယ် ab ရမယ်ဆိုတော့ဒီကနေငါတို့ရှာလိုက်ရင် b တန်မို့က5ရမယ်နောက်တစ်ခုဒီမှာ4နဲ့ ab နဲ့ညွှန်ဘာရမှာလဲဆိုတော့ 4ab ဒီမှာ40ရမယ်လို့ပြောထားတယ်။အဲ့ကနေပြောတော့ AB ကိုရှာလိုက်ရင်10ရမယ်။ခုနပြောတဲ့ B က5ဆိုတော့ A ကိုရှာလိုက်ရင်2ရမယ်။သူမိကုန်းကလည်း A ကိုရှာခိုင်းတာဆိုတော့2တွေ့နော်။နောက်တစ်ခုက A square C ကိုရှာခိုင်းတာဆိုတော့ဒီမှာ A square နဲ့ C နဲ့ညွှန်ဘာရမှာလဲ 8B ရတယ်။ခုနကတော့ B ရှာတာ B ကဘယ်လောက်လဲ5အဲ့တော့ရှင်းကားလေး40ဒါပဲ။အဲ့တော့ရမယ်လို့ထင်ပါတယ်ဆိုတော့ဒီမှာတော့ဒါပြီးသွားပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ equation နဲ့ inequality အကြောင်းလာမှာဆိုတော့အဲ့ဒါကတော့တက်အာနောက်တက်ဗီဒီယိုတစ်ခုမှထပ်လုပ်ပေးလိုက်မယ်နော်သူ့မှာလည်းအဲ့လိုတွက်စရာလေးဒီ word program လေးနည်းနည်းများတာပေါ့လို့သူ့တော့ဗီဒီယိုတက်တစ်ခုထပ်လုပ်ပေးမယ်အဲ့တော့ဒါတချို့ဒီ comment မှာလာတောင်းကြတဲ့ algebra တွေဒီ polynomial ရဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ couple မှာထပ်ပြီးရှင်းပြပေးထားဖြစ်ပါတယ်အဲ့တော့ဒါမျိုးဒီနေ့ lecture နဲ့ပတ်သက်ပြီးဗီဒီယိုရေးတာဖြစ်ဖြစ်နောက်ပိုင်းဆရာတခြား general သင်္ချာနဲ့ပတ်သက်ပြီးတော့ calculus တွေပညာရေးသင်မှာဆိုတော့ဘောနော်ဆိုတော့အဲ့ဒီနဲ့ပတ်သက်ပြီးဖြစ်ဖြစ်လေ့လာခြင်းနဲ့မှတ်သားခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ဒီ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့ဆိုတော့ anyway နောက်ထပ် video တွေမှာပြန်တွေ့ပါမယ် bye bye